အေယာမခွေးကြီးဟာနောက်ချိန်နှစ်ဖက်ပေါ်ရက်လိုက်ပြီးအမျိုးသားစီတဲတဲ့ခုံအုပ်လိုက်ပါတယ်လေ့ကျင့်ရေးမှုကချက်ချင်းတုတ်ပြန်လိုက်ပြီးလေဘင်းနာကထူထဲတဲ့အမွေးတွေကိုဆွဲကင်လိုက်ပါတယ်သူကခနာကိုလေးချိန်ကိုတုံးပြီးတိရစ္ဆာန်ကိုကျမ်းပြင်ပေါ်လုံးထွေးဖိချလိုက်ပါတယ်အမျိုးသားကခွေးမလုတ်တော့တဲ့အထိလေးလံတဲ့ခနာကိုကြီးကိုဖိထားလိုက်ပါတယ်လေ့ကျင့်ရေးမှုကလဲပတ်ကျိုးကိုကောက်ကင်လိုက်ပြီးအနေရရှိတဲ့တိရစ္ဆာန်ရှိမှရက်လိုက်ပါတယ်သူကကျမ်းပြင်ကိုလက်ညှိုးထိုးပြပြီးခွေးကြီးကိုထိုင်ဖို့အမိန့်ပေးလိုက်ပါတယ်ဂျက်ကီကနောက်ခြေထောက်တွေကိုနှိမ့်ချပြီးကျမ်းပြင်ပေါ်မှာတိတ်တဆိတ်ထိုင်လိုက်ပါတယ်အမျိုးသားကခွေးရဲ့လက်ကိုပေးဖို့သူ့လက်ကိုကမ်းပေးလိုက်ပါတယ်ခွေးကရှေ့ခြေထောက်ကိုမြောက်ပြီးသူ့လက်ဖွားထဲတင်ပေးလိုက်ပါတယ်ဘာကျန်းဖတ်မှုမှမဖြစ်ခဲ့လို့မျိုးသူတို့ငင်းငင်းကြမ်းကြမ်းပဲလက်ဆွဲနှုတ်ဆက်လိုက်ကြပါတယ်လေ့ကျင့်ရေးမှုကနောက်ကိုခြေလန်းနှဲငယ်ဆုပ်လိုက်ပြီးကျမ်းပြင်ကိုလက်ညှိုးထိုးပြလိုက်ပါတယ်သူကခွေးကိုကျမ်းပြင်ပေါ်မှာပြားပြီးဝတ်နေဖို့ပြောလိုက်ပါတယ်ဂျက်ကီကဘိုက်ကိုချလိုက်ပြီးလေးလံတဲ့ခေါင်းကြီးကိုခြေပွားတွေပေါ်တင်ထားလိုက်ပါတယ်အမျိုးသားကအနားမှာဒူးထောက်ထိုင်လိုက်ပြီးခွေးရဲ့ဘေးဘက်ကိုဖြည်းဖြည်းချင်းတွန်းလိုက်ပါတယ်အဲ့ဒီတိရစ္ဆာန်ကရုတ်တရက်ဟပ်လိုက်ပြီးနောက်ထပ်ပြင်းထန်တဲ့တိုက်ခိုက်မှုတစ်ခုကိုစတင်ပါတော့တယ်လေထဲကိုခုန်တက်လိုက်ပြီးနှာခေါင်းစုပ်ကိုဖောက်ကလေ့ကျင့်ရေးမှုကိုကိုက်ဖို့ကြိုးစားပါတယ်အမျိုးသားကနောက်ကိုမြင်မြန်ရှောင်တိန်လိုက်ပြီးလက်ပတ်ကိုဆွဲကင်လိုက်ပါတယ်ရုံးကန်နေတဲ့တားရဲကိုမာကျောတဲ့ကျမ်းပြင်ပေါ်ပြန်ပြီးလုံးထွေးဖိချလိုက်ပြန်ပါတယ်လေ့ကျင့်ရေးမှုကဂျက်ကီကိုပက်လက်ပြားလိုက်ဖိချလိုက်ပြီးရင်ဘက်ကိုတင်းတင်းကြပ်ကြပ်ဖိထားလိုက်ပါတယ်သူ့ရဲ့ပြင်းထန်နေတဲ့အသက်ရှူနှုံနေသွားတဲ့အထိလက်နဲ့ဆက်ဖိထားလိုက်ပါတယ်အမျိုးသားကခွေးကိုမတက်ရက်ခိုင်းလိုက်ပြီးဒေါသကိုစမ်းတက်ဖို့လက်ပတ်ကျိုးကိုဆွဲလိုက်ပါတယ်ဂျက်ကီကယူသွတ်သွားပြီးထပ်တိုက်ခိုက်ဖို့ရှေ့ကိုခုံအုပ်လိုက်ပြန်ပါတယ်လေ့ကျင့်ရေးမှုကလေးလံတဲ့ခနာကိုကြီးကိုကာကွယ်ဖို့သူ့ခြေထောက်ကိုအမြင့်ကြီးမြောက်လိုက်ပါတယ်သူကခွေးရဲ့လယ်ပင်ကိုဆွဲကင်လိုက်ပြီးကွန်ကရစ်ကျမ်းပြင်ပေါ်ကိုနောက်တစ်ကြိမ်အတင်းကျပ်ဖိချလိုက်ပါတယ်ဘသူကခေါင်းဆောင်လဲဆိုတာပြသဖို့အမျိုးသားကတိရစ္ဆာန်ကိုအပြားလိုက်ဖိထားလိုက်ပါတယ်လေ့ကျင့်ရေးမှုကခွေးကြီးကိုလုံးထွေးဖမ်းဆီးလိုက်ပြီးကျမ်းပြင်နဲ့ကက်ကတင်းတင်းကြပ်ကြပ်ဖိထားလိုက်ပါတယ်အရိုင်းဆိုင်လိုရုံးကန်နေတာကိုရက်တန့်ဖို့ရှေ့ခြေပွားတွေကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားလိုက်ပါတယ်နောက်ဆုံးမှာတော့ခွေးဟာခွန်အားကြီးတဲ့လူသားကိုသူမလွှမ်းမိုးနိုင်ဘူးဆိုတာကိုသဘောပေါက်သွားပါတယ်သူတိုက်ခိုက်တာကိုရက်လိုက်ပြီးခနာကိုချုံနှောင်ထားတာကိုအပြည့်အဝလက်ခံလိုက်ပါတယ်လေ့ကျင့်ရေးမှုကခြေပွားတွေကိုလွတ်ပေးလိုက်ပြီးအမိန့်တစ်ခုပေးလိုက်ပါတယ်သူကခွေးကိုထိုင်ဖို့နဲ့ကျမ်းပြင်ပေါ်ထပ်ပြီးဝတ်ဖို့အမိန့်ပေးလိုက်ပါတယ်အမျိုးသားကလက်လန့်လိုက်ပြီးဘဲရားကိုပက်လက်လန့်လိုက်ပါတယ်ဒီတစ်ချိန်မှာတော့လေးလံတဲ့တိရစ္ဆာန်ကြီးဟာပြန်မချတယ်လို့ကိုက်ဖို့လည်းမကြိုးစားတော့ပါဘူးအမျိုးသားကခွေးကိုဘယ်ညာလိမ့်ဖို့တွန်းလိုက်ပါတယ်သူကခြံဝင်းထဲကိုဖျက်လျှောက်သွားပြီးခွေးကိုခေါ်လိုက်ပါတယ်ဘဲရားကအမွေးပေါ်ပွားမိကြီးကိုလေထဲမှာခါရမ်းရင်သူ့စီလျှောက်လာပါတယ်ခွေးကအမျိုးသားစီချင်းကပ်လာပြီးသူ့ရှေ့တဲ့မှာတိတ်တဆိတ်ထိုင်လိုက်ပါတယ်လေ့ကျင့်ရေးမှုကလက်လန့်လိုက်ပြီးခေါင်းပေါ်ကထူတဲ့အမွေးတွေကိုပုတ်တက်ပေးလိုက်ပါတယ်သူကငိမ်သက်နေတဲ့ခွေးကိုဆူချတဲ့အနေနဲ့အစားအစာတစ်ဖက်ကျွေးလိုက်ပါတယ်ခွေးကမုံကိုဝါးစားလိုက်ပြီးအမျိုးသားကိုမောကြည့်လိုက်ပါတယ်ရန်လိုတက်တဲ့အကိုက်သမားလေးဟာနောက်ဆုံးမှာတော့လူသားကောင်းဆောင်ကိုလေးစားဖို့တင်ယူတက်မြောက်သွားပါပြီလေ့ကျင့်ရေးမှုကနူးညံ့တဲ့အမွေးလေးတွေကိုပုတ်ပေးလိုက်ပြီးသင်ခန်းစာကိုအဆုံး